အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ဒီဇိုင်နာတယောက်ဖြစ်ဖို့မဖြစ်မနေသိထားရမယ့် color theory နဲ့ typography အကြောင်းကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒီဇိုင်းဆွဲတဲ့ပြင်မဲ့ဘာလို့မလာဘူးလို့ထင်လဲဆိုရင်အယောင်နဲ့စလုံးမမှန်တာကြောင့်ဖြစ်တာများပါတယ်ဆိုတော့ color theory ဆိုတာဘာလဲ color theory ဆိုတာကအယောင်တွေကိုဘယ်လိုရွေးမလဲဘယ်လိုပေါင်းမလဲဘယ်လိုသုံးရင်လှမလဲဆိုတာကိုလေ့လာတဲ့ပညာရပ်ပါဒီဇိုင်းတစ်ခုကိုမြင်လိုက်တာနဲ့ခန်းစားချက်ဖြစ်လာတယ်ဆိုလို့ရှိရင်အဲ့ဟာကာလာကြောင့်ပါပဲဆိုတော့ကာလာဝီမှာဆိုလို့ရှိရင်အဓိကအဖြစ်အယောင်ကို၃မျိုးခွဲထားပါတယ် primary color secondary color နဲ့ tertiary color ဆိုပြီးတော့ခွဲထားပါတယ် primary color မှာဆိုလို့ရှိရင်အဓိကအယောင်ပေါ့နော်အဲ့အဓိကအယောင်တွေကအခြားအယောင်တွေအလုံးရဲ့အစလို့ပြောလို့ရတယ်အဲ့အဓိကအယောင်၃ယောင်ကဘာလဲဆိုလို့ရှိရင်အနီးအပြားအဝါဖြစ်ပါတယ်အဲ့ဒါတွေက primary color ပါနောက်ထပ် secondary color ကြတော့ primary color နှစ်ခုပေါင်းစပ်ထားတာကိုခေါ်တာပါဥပမာနဲ့ဆိုလို့ရှိရင်လိမ္မောအစိမ်ခရမ်းနောက်တစ်ချက် tertiary color ကြတော့ primary color နဲ့ secondary color ပေါင်းစပ်ထားတဲ့အရာကိုပြောတာပါနောက်တစ်ခုက tricolor ကြတော့ color wheel ပေါ်မှာအကွာအဝေးအယောင်၃ယောင်ရှိတယ်အဲ့ဒီအယောင်၃ယောင်ပြောတာ color များပေမဲ့ balance ကောင်းတယ် beginner အတွက်သုံးလို့ရတယ်အဲ့ဒီအယောင်၃ယောင်မှာဆိုလို့ရှိရင်ကိုကဒီဇိုင်းဆွဲလို့မဆိုလို့ရှိရင်အယောင်၁ယောင်ကိုကိုကြိုက်တဲ့အယောင်ကို main အနေနဲ့ထားပြီးကျန်တဲ့နေရာကို support လုပ်ပေးရတယ်ပေါ့နော်အဲ့ဒါကို tricolor လို့ပြောတယ်နောက်တစ်ခုက complementary color ပါ complementary color ကြတော့အပြိုင်ဘက်အယောင်နေအောင်ကိုမျက်နှာချင်းဆိုင်မှာပြိုင်နေတယ်ပေါ့နော်မျက်နှာချင်းဆိုင်မှာရှိနေတဲ့အယောင်နေအောင်ကိုပြောတာဥပမာဆိုလို့ရှိရင်အနီအစိမ်းအပြာနဲ့လိမ္မောအဝါခရင်အဲ့ဒီအရာကအဲ့ဒီရောင်နေကြတော့ပေါ့နော် contrast အရင်ကောင်းတယ် CTA တို့ call to action တွေဒါမှမဟုတ်ရှင် save ပို့တွေ highlight တွေအတွက်အကောင်းဆုံးဖြစ်တယ်ပေါ့နော်သူကအဓိကနေနဲ့အဲ့ဒီအရောင်တွေကိုသုံးမယ်ဆိုလို့ရှိရင်50မသုံးမယ်နဲ့အဓိကအရောင်တွေကို main အနေနဲ့80%လောက်သုံးပြီးနောက်ထပ် accent ပေါ့နော်ဒီအရာ support လုပ်မဲ့ကာလကြောင့်30%လောက်ပဲသုံးတာကောင်းပါတယ်နောက်တစ်ခုက analogous color ကြတော့ဘေးဘက်မှာပေါ့နော်ဘေးဘက်မှာကတ်နေတဲ့အယောင်တွေပြောအယောင်3-4ယောင်ကိုပြောတာပေါ့နော်အဲ့အယောင် analogous color လို့ခေါ်တယ်ဟိုအဲ့ analogous color ရဲ့ဒီအတိတ်ပဲကျတော့ smooth ဖြစ်တယ် beginner အတွက် safe ဖြစ်တယ်ပေါ့နော်သူကဘယ်နေရာမှာသုံးလို့ရလဲဆိုလို့ရှင် background တို့ brand တို့ free design တွေမှာသုံးလို့ကောင်းပါတယ်နောက်တစ်ခုက square color ပေါ့နော် square color ကျတော့အကွာဝေးတူအယောင်4ယောင်ကိုပြောတာပါသူ့ရဲ့အတိတ်ပဲကတော့ dynamic ဖြစ်တဲ့ color variety များတယ်ပေါ့ဒါပေမဲ့အဲ့ဒီအရာကဆို professional တွေမှာပဲသုံးတာများတယ်နောက်တစ်ခုက tetradic color ကြတော့ complementary အယောင်နှစ်စုံပေါင်းထားတာပေါ့နော်သူက professional designer တွေပဲသုံးများတယ် beginner တွေသုံးလို့ရှိရင်တော့နည်းနည်းလေးဒါကပြဿနာလေးနည်းနည်းရှိနိုင်တယ်ပေါ့နော်ဒါနောက်ပိုင်းကိုကဒီ color theory ဘိုင်းကိုကျွမ်းသွားပြီး professional level အဆင့်တီရောက်ပြီဆိုလို့ရှိရင်ဒီ color ဘိုင်းတွေကိုကကျွမ်းသွားပါလိမ့်မယ်နောက်တစ်ခုကဒီ color wheel မှာကြည့်လို့ရှိရင် one color နဲ့ cool color ဆိုပြီးတော့အဲ့ color wheel ကိုချမ်းပြီးခွဲထားတဲ့အယောင်ရှိတယ် one color တွေကဘယ်လိုဆိုလို့ရှိရင်ဒီဘက်ချမ်းမှာပေါ့နော်ဒီဘက်ချမ်းမှာရှိတဲ့ color တွေကဒီအနီဘက်တွေမှာရှိတဲ့ color တွေက one color ခေါ်တယ်ဒီcool color ကြောင့်ဒီအပြာတို့အစိမ်းတို့ရှိဖို့ cool color ခေါ်တယ်အဲ့ဒီ one color တွေကဘာရောင်လဲဆိုရှင်အနီလိမ့်မအဝါပေါ့နော်သူတို့ရဲ့လှုပ်ဆောင်ချက်တွေကစိတ်လှုပ်ရှားမှုနဲ့အားရရှိသေးတယ်ဘယ်နေရာမှာသုံးလို့ရလဲဆိုလို့ရှင် promotion ချတဲ့ design တွေတို့ sale ရောင်းတဲ့ design တွေတို့ဒီ food ပေါ့နော်အစားတောက် design တွေမှာဆိုလို့ရှင်ဒီ one color တွေကိုသုံးတာများတယ်နောက်တစ်ခုက cool color ပေါ့နော်အဲ့ cool color တွေဘယ်မှာသုံးလဲဆိုလို့ရှင်သူကတည်ငြိမ်တဲ့ယုံကြည်ချက်ရတယ်ဆိုတဲ့ feeling မျိုးရစေတယ်ဒီ color ကြတော့အဲ့အရာတွေကဘယ်နေရာမှာသုံးလဲဆို IT ဘိုင်းတွေတို့ဒီပညာရေးဘိုင်းတွေတို့ fine တဲ့ဘိုင်းတွေတို့မှာအသုံးများတယ်ပေါ့နော် one color နဲ့ဒီမသားမဲ့တစ်ခုနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ one color တစ်ခုနဲ့ cool color တစ်ခုကိုနှစ်ခုတွဲသုံးချင်တယ်ဆိုလို့ရှိရင်တော့အဲ့ဒီ one color နေနဲ့ cool color နေနဲ့တစ်ခုကို main အနေနဲ့ထားပြီးတော့နောက်ထပ်အယောင်တရားကိုတော့ sport အနေနဲ့သုံးလို့ရှိရင်ဒါပို့ပြီးတော့ဒီ design ကို contrast ပို့ရစေပေါ့နော်ဒီဒါတော့ဒါ color theory ချောင်းကိုရှင်းပြပေးသွားတာပါနောက်ထပ် typography ဆိုတာကိုပြောပြပေးပါမယ်ဆိုတော့ typography ဆိုတာဘာလဲ typography ဆိုတာကသလုံးတွေကိုလှအောင်ဖတ်လို့လွယ်အောင်အတိတ်ပဲမှန်နဲ့ရောက်ရှိအောင်စနစ်တကျစီစဉ်အသုံးချခြင်းဖြစ်တယ်အဲ့ဒီ typography မှာဆိုလို့ရှိရင် font အမျိုးအစားတွေရှိတယ်အရေးကြီးရပေါ့နော်အဲ့ font မျိုးစားတွေကဘာတွေလဲဆိုတော့ series font sans series font script font ပြီးလို့ရှိရင် decorative font ဆိုပြီးတော့ရှိတယ်
series font ဆိုတာပါလေ series font လို့ပြောလိုက်ပြီးဆိုတာနဲ့စလုံးတစ်လုံးရဲ့အခြေမှာခြေတံလေးရှင်ပြောချင်တာကအဲ့ဒီကိုကဒီ series font လေးလိုက်ပြီးဆိုလို့ရှင် series font ဘယ်လိုတွေ့နိုင်လဲဆိုလို့ရှင်သူ့ရဲ့အဲ့ဒီအောက်ခြေမှာဆိုလို့ရှင်အချွန်အတက်လေးရှိအဲ့ဒါကို series font လေးလို့ဒါသတ်မှတ်တယ်ပေါ့နော်သူ့ရဲ့ဒီ feeling ကဘာတွေပြင်လို့ရှင် formal ကြတယ် traditional တို့ trust ဒီမှာဒါအသုံးများတယ်ပေါ့နော်နောက်တစ်ခုဘယ်နေရာမှာအသုံးလဲဆိုလို့ရှင်စာအုပ်တို့သတင်းစာတွေမှာဒါလို့ရှင် official design တွေမှာအသုံးပြုတယ်ဥပမာအနေနဲ့ဒီ font ရဲ့နာမည်ပြောမယ်ဆိုလို့ရှင် Thai New Roman တို့ပေါ့နော်အဲ့ဒီဟာတွေကတော့ဒါ series font တွေပါနောက်တစ်ခုက Sans series font Sans series font ကကြတော့ခုန series font နဲ့ Sans ပဲစလုံးအစုံမှာဆိုလို့ခြေတမ်းမရှိဘူးပြောချင်တာကလုံးဝဒါအတိပေါ့နော်အတိလိုပဲတဲ့သူ့ရဲ့ feeling ကဘာတွေပြီးမှဆို modern ဒါပို့ပြီးတော့ခစ်တစ်ပေါ့နော်အဲ့လိုမျိုးပုံစံပြပြင် clean တန်ရှင်းနဲ့ simple ဖြစ်တဲ့ပုံစံမျိုးပြီးအသုံးများတဲ့နေရာတွေကဆိုလို့ရှင် website တွေ app UI design တွေပြီးရင် social media design တွေမှာအသုံးပြုတယ်ဒီ font ရဲ့အနေဥပမာပြောမယ်ဆိုရှင် popping font တွေတို့ area font တွေတို့သိပါလိမ့်မယ်အဲ့ဒီ font တွေကတော့ဒါ sensitive font တွေလို့ခေါ်ပါတယ်နောက်တစ်ခုက script font ဆိုလို့ရှင်လက်ရေးလိုစလုံးပုံစံပေါ့နော်အဲ့ဒီလက်နဲ့ရေးထားသလိုပဲချောချောမွေ့မွေ့နဲ့ဆက်ထားတဲ့ font တွေကိုဒါ script font လို့ခေါ်တယ်သူ့ရဲ့ feeling ပြောမယ်ဆိုလို့ရှင် engagement နဲ့ romantic နဲ့ပြီးရင် friendly ဖြစ်တဲ့ luxury ဘိုင်းတွေမှာသုံးလို့ရတယ်အသုံးများတဲ့နေရာတွေကဆိုလို့ရှင် wedding design တွေတို့ဒီ beauty salon တွေမှာ fashion design တွေပြီးရင် logo နဲ့ signature style တွေမှာအသုံးပြုရနော်ဒါပေမဲ့အဲ့ဒီ script font ကိုသုံးမယ်ဆိုလို့ရှင် body text နေနဲ့မသုံးနဲ့ပေါ့နော်ဖတ်ရခက်တယ်အဓိကကိုကသုံးမယ်ဆိုလို့ရှိရင်ဒီ main title နေနဲ့သုံးမယ်ဆိုရင်တောင်မှအရန်ကြီးအသားပြည့်နေမှာမသုံးနဲ့ပေါ့နော်နောက်တစ်ခုက decorative font ကို display font လို့လည်းခေါ်ပါတယ် decorative font ဆိုတာကအလှပအတွက်အထူး design ထုတ်လုပ်ထားတဲ့ font တွေကိုပြောတာပါ feeling နေနဲ့ပြောမယ်ဆိုလို့ရှိရင် fun ပျော်စရာကောင်းတဲ့ creative ဖြစ်တဲ့ eye catching ဖြစ်စေတယ်ဘာလို့ eye catching ဖြစ်စေရဲဆိုလို့ရှိရင်ဒီ decorative font တွေတစ်ခါတလေမှာlogo usage ဒီမှာlogo နေရာပေါ့နော် logo မှာသုံးတဲ့နေရာမှာတွေ့ရလိမ့်မယ်အသုံးများတဲ့နေရာဆိုလို့ရှင် poster title တွေ event banner တွေတို့ kit design တွေမှာဆိုလို့ရှင်ဒါအသုံးများရေပေါ့နော်နောက်တစ်ခုက font pairing rule ပေါ့နော် font pairing rule လို့ပြောလိုက်တာနဲ့font 2မျိုးပဲသုံးဘာလို့လဲဆိုတော့ကိုက design တစ်ခုကိုဆွဲရမယ်ဆိုလို့ရှင် font 2မျိုး3မျိုးထက်ပိုပြီးတော့မသုံးပါနဲ့2မျိုးထက်ကိုပိုမသုံးနဲ့ပေါ့နော်2မျိုးထက်ပိုသုံးလိုက်လို့ရှင်ဒါကြည့်ရတဲ့လူကဒါ font တွေအရင်များပါလို့ရှိရင်ကြည့်ရတဲ့ဒီ orient အနေနဲ့လည်းကြည့်ရအရင်မျက်စိရမ်းရှုပ်သွားစီရပေါ့နော်အဲ့တော့ heading တို့ body တို့မှာပဲလိုဟာတွေသုံးပြရလဲဆိုလို့ရှိရင် heading အဓိကဒီလို main title တွေမှာသုံးလို့သုံးမယ်ဆိုလို့ရှိရင် script တို့ decorative တို့ bold font တွေအဲ့လိုဟာမျိုးတွေသုံးပြီး body အနေနဲ့သုံးမယ်ဆိုလို့ရှိရင် body အရေးသိပ်ပြီးတော့နည်းနည်းလေးအရေးမကြီးတဲ့အပိုင်းတွေမှာသုံးမယ်ဆိုလို့ရှိရင်တော့ sensitive font နဲ့ simple font တွေကိုသုံးပေးပါ typography basic rule တွေနဲ့ပြောရမယ်ဆိုလို့ရှိရင် script နဲ့ decorative ကို title တစ်ချောင်းစီသုံးပြလို့ရှိရင် font size နဲ့ weight ကိုခွာအောင်ထားမယ် line spacing ကိုလုံလောက်အောင်ထားမယ်စာဖတ်သူမပြင်းမန်းစေဘူးပေါ့နော်အဲ့တော့ beginner အတွက်အရေးကြီးဆုံးတစ်တစ်ခုက font လာသုံးတာထက်ပေါ့နော်ဖတ်လို့လွယ်ဖို့ကအရေးကြီးဆုံးပါ font လာသုံးတဲ့ဒါပေမဲ့စာဖတ်လို့မရဘူးဆိုလို့ရှိရင်အဲ့ design ကဒါကြည့်ရတာမကောင်းမအောင်မြင်ဘူးလို့ပြောလို့ရပါတယ်နော်ကဲအဲ့ဆိုရင်ဒီနေ့ဗီဒီယိုမှာ color theory နဲ့ typography အခြေခံကိုရှင်းပြပေးခဲ့ပါတယ်နော်နောက်ဗီဒီယိုမှာဆိုလို့ရှိရင် color psychology အကြောင်းကိုဆက်ပြီးတော့တင်ပြသွားပါမယ်ဗီဒီယိုလေးကကိုယ့်အတွက်ကြိုးရှိရဆိုလို့ရှိရင် like subscribe လုပ်ထားပေးပါနော်